အလကားရတဲ့10 minute signal ကိုသုံးပြီးတော့ဘယ်လို trade တယ်လဲဆိုတာကိုပြပါမယ်နော်10 minute signal နဲ့အဲ့ trade ကိုအပြိုင်ဖွင့်ထားပါတယ်ပြီးလို့ရှိရင်10 minute signal ကငွေကြေးတွဲလေးတက်တယ်လို့ပြလာပါတယ်အဲ့တော့10 minute signal ပြောတဲ့ Euro GBP ငွေကြေးတွဲလေးကိုသွားဖွင့်ပါတယ်ငွေကြေးတွဲလေးကိုဖွင့်ပြီးတာနဲ့ကျွန်တော်အတက်ခလုတ်လေးကိုနှိပ်လိုက်ပါတယ်သူကတက်မယ်ပြောလို့အတက်ခလုတ်ကိုနှိပ်လိုက်တာပါအခုဆိုရင်ကျွန်တော်တို့အချိန်10မိနစ်စောင့်အောင်မှာဖြစ်ပါတယ်စက္ကန့်တွေကိုမြန်ထားလိုက်ပါတယ်เนาะကြည့်ရတဲ့သူတွေမြန်အောင်လို့ပါအခုဆိုရင်8 9 6 5 4 3 2 1ဒုံဝင်ပါတယ်เนาะအခုလို trading နဲ့ပတ်သက်တဲ့ knowledge တွေ free class တွေတက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok အကောင့်လေးကို like and follow ပေးခဲ့ပါ chat box comment ကနေလာပြောလဲပါเนาะကျေးဇူးတင်ပါတယ်ဗျာ